မင်္ဂလာပါခင်ဗျာကျွန်တော်တို့11ပဲဖြစ်ပါတယ်ဒါကိုဆရာတို့နဲ့ဒါကပတ်ဖလားပြီးတွေကစပြီးတော့ကျွန်တော်ဗီဒီယိုတွေမတင်ပြတာကြာပြီပေါ့နော်အဲ့တော့ဒီလာမယ့်ဘောလုံးရာသီတစ်ကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ဒါနှုတ်ဆက်လိုက်ပါတယ်အဲ့တော့ကပတ်ဖလားပြီးတွေကဗီဒီယိုတွေမတင်ပြတာကြာပြီကျွန်တော်မှာ TikTok အကောင့်လေးထပ်ပြီးကြာသွားတာဖြစ်တဲ့အတွက်ဒါဒီဗီဒီယိုက TikTok အကောင့်တစ်လေးအတွက်ကောဒါပွဲဗီဒီယိုတွေမတင်တာကြာပြီဖြစ်တဲ့ Facebook page အတွက်ကောနောက် YouTube channel အတွက်ကောဒါတင်တာဖြစ်ပါတယ်ကျွန်တော် channel မှာပဲဒီကြားထဲမှာကျွန်တော်ပွဲတွေပေးနေတယ်ပေါ့နော်ဒါအဆင်ပြေနေတယ်ကျွန်တော် channel တွေကကျွန်တော်ချိန် subscriber တွေနဲ့အဲ့တော့ဒါကတော့ဒါမတင်တာလဲကြာပြီဖြစ်တဲ့ဟို page နဲ့ဒါ TikTok မှာတင်မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာ Champions League ခြေစစ်ပွဲတွေရှိတယ်ဒါပေမဲ့ Champions League ခြေစစ်ပွဲတွေကညမှာဖြစ်တဲ့အတွက်ကိုဆရာတို့ကိုစောစောစီးစီးစော့ကျင်နေဆိုရင်တော့စောစောစီးစီးကျွန်တော်ကတပွဲရွေးပေးခဲ့မယ်ဒီနေ့ညနေ4 နာရီခွဲမှာကစားမယ့်ပွဲပါကံမဲ့ကွင်းကအော်စီမာကံမဲ့ Optus Stadium မှာကစားမယ့်ပွဲပဲဖြစ်ပါတယ် Juventus နဲ့ Palermo ပွဲပဲဖြစ်ပါတယ်ရာသီယိုခြေစမ်းပွဲပါရာသီယိုခြေစမ်းပွဲဖြစ်တဲ့အလျောက်အများကြီးတော့ကိုဆရာတို့ကမစော့စေချင်ဘူးဒါအစောပိုင်းည Champions League ခြေစစ်ပွဲတွေမလာခင်ဒုတ်ရှာမယ်ဆိုရင်စော့တဲ့ပွဲလို့ကျွန်တော်ယူဆပါတယ်ဂျားကွင်းဖြစ်တယ်နှစ်သိန်းလုံးအတွက်ဂျားကွင်းဖြစ်တယ် Juventus ဒီလက်ရှိမှာ Palermo ကိုတစ်လုံး40ရှုံးပေးထားတယ်ကိုပေါင်းစီသည်3လုံး20နိုင်စဉ်းစားကြည့်မယ်ဆိုရင် Juventus ဒီဟိုတနေ့က Chelsea ကိုဘလို့မှမှတ်ထားတဲ့အခြေအနေမှာ Chelsea ကိုအနိုင်ခံပြသွားတယ်နောက်နေ့မှာအင်တာကိုရှုံးတယ်အင်တာတော့ဒါရှုံးပါပဲဂျူဗင်တက်ဒီလက်ရှိစီးရီးမှာဘာကောင်မှမဟုတ်တော့ဘူးအဲ့တော့ဒီလာမယ့်နှစ်တော့ကြည့်ရမှာပေါ့နော်ဂျူဗင်တက်မှာလုံးဝဒီ star player ဆိုတာမျိုးလည်းမရှိတော့ဘူး icon player ဆိုတာမျိုးလည်းမရှိတော့ဘူးအင်တာ AC တို့နောက်မှာကြံခဲ့ပြီး Roma ကိုတောင်းမလွယ်ဘူးလို့ကျွန်တော်ကယူဆတယ်ဂျူဗင်တက်ကလာမယ့်ရာသီမှာပေါ့နော်ဒါပေမဲ့တကယ်တော့ဘယ်လိုလာမလဲမပြောတတ်ဘူးဘယ်လိုပဲဖြစ်ဖြစ်ပါလာမိုဒီ Serie B အသင်းဖြစ်တယ်ဂျူဗင်တက်ဒီဘယ်လိုပဲဖြစ်ဖြစ်ဒီ ODD ဆိုတဲ့နာမည်တစ်ခုနဲ့ဒီ Serie ကအထင်ကြီးအသင်းတစ်သင်းဖြစ်တယ်အဲ့တော့လက်ရှိမှာပေးထားတဲ့တစ်လုံး40ရှုံးဆိုတဲ့ဈေးစီနဲတယ်လို့ကျွန်တော်ယူဆတယ်ဂျားကွင်းလေကွာဘယ်လောက်ပေးရမှာလဲလို့မေးလာခဲ့ရင်လေဂျားကွင်းမှာလည်းနဲတယ်လို့ကျွန်တော်တော့မြင်တယ်ဘယ်လိုပဲဖြစ်ဖြစ် Serie B အသင်းကိုအနည်းဆုံးတော့တစ်လုံး50ရှုံးတစ်လုံး60ရှုံးတစ်လုံး80ရှုံးပေးလို့ရတယ်ဒါပေမဲ့ပါလာမိုကိုမပေးရဘူးဆိုတာဒီဂျူဗင်တက်ဒီကိုတွေအများကြီးရမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်ဂျူဗင်တက်ဒီဒီညနေမှာကစားမဲ့4နိုင်ခွဲမှာကစားမဲ့ပွဲမှာပါလာမိုကိုကစားရတာခတ်ပါလိမ့်မယ်ခတ်လိမ့်မယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ကိုရှာတို့ကိုအစောပွဲဒုတ်ရှာတဲ့အနေနဲ့ချန်ပီယံလိခြေစစ်ပွဲတွေမလာခင်ရာသီကြိုခြေစမ်းပွဲမှာကျွန်တော်ဒီညနေ4နိုင်ခွဲမှာကစားမဲ့ဂျူဗင်တက်စ်နဲ့ပါလာမိုပွဲမှာကျွန်တော်ဒီပါလာမိုဘော်ဒီကိုရွေးချယ်ပေးခဲ့ကြပါတယ်ကျွန်တော်ခုနမှန်ထားသလိုပါပဲခြေစမ်းပွဲဖြစ်တဲ့အတွက်အများကြီးမကစားသေးချင်ဘူးမှန်ကျင်လည်းမှန်လိမ့်မယ်မှားကျင်လည်းမှားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တည်တည်ချာချာစဉ်းစားရွေးချယ်ထားရလို့ကိုရှာတို့ပြောပြချင်ပါတယ်တကယ်လို့ဒီပွဲလေးများခြေနေကောင်းသွားခဲ့တယ်ဆိုရင်မကောင်းခဲ့ရင်လေကျွန်တော်ကညချန်ပီယံလိခြေစစ်ပွဲကြီးမှာကိုရှာတို့ကိုတပွဲကောင်းစောလို့ရအောင်ကျွန်တော်ကလက်ဆောင်ပွဲတစ်ပွဲနဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတက်လာခဲ့ပါအောင်မယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီရာသီဥတုဘေးဒဏ်တွေရှိနေတယ်ဒါရေဘေးဘာဘေးညာအဲ့လိုမျိုးရှိနေတဲ့အနေအထားမှာကိုရှာတို့အနေနဲ့ဒါကိုရှာအနေနဲ့ဒါဘေးရန်ကင်းပြီးတော့စိတ်ချမ်းသာကိုကျမ်းမှာရှိကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဆဆရာယူဆိုင်ကြပါအဲ့တော့ကျွန်တော်တို့ရာသီမကြခင်စတော့မှာဖြစ်တဲ့အတွက်အကြီးကျယ်ပြန်ဆောင်ကြပါမယ်ခင်ဗျာလောလောဆယ်တော့ကျွန်တော်ဒီနေ့တပွဲပြီးခဲ့ပါတယ်အဲ့တပွဲကိုကိုရှာတို့လိုက်စောပါရပါတယ်နိုင်နေဆိုကျေးဇူးတင်ကြမလို့ပါရှုံးနေဆိုရင်တော့ကျွန်တော်တာဝန်ပါဆဲလို့ရပါတယ်အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ဒီညနေ4နိုင်ပွဲအတွက်ကျွန်တော်ပေးခဲ့မယ့်ပွဲဒီ Juventus နဲ့ Palermo ပွဲမှာPalermo ဘော်ဒီဖြစ်ပါတယ် Juventus ဒီတစ်လုံး40ရှုံးပေးထားပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ညတိုင်းပြန်ဆုံးပါတယ်ကျွန်တော်နာမည်11ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်